ဒါအေးရဒါအဲ့ချိန်မှာခေါင်းထဲမှာချစ်တာပဲတည်တယ်သူဘာပြောယုံတာကွာတည်ရမလားအဲ့တော့အခုသူ့ဖုန်းထဲမှာလည်းအဲ့လိုပဲရှိအခုပြတ်သွားတာဆိုလို့ရှိရင်ကွာမပြတ်ခင်တည်းကလည်းသူအဲ့ဒီအားဖြတ်ခိုင်းတယ်ပြတ်ပြီးမှလည်းသူ့အဲ့ဒါဖြတ်ခိုင်းတယ်အမျိုးမျိုးဖြတ်ခိုင်းတယ်အမြဲအဲ့လိုမျိုးဖုန်းလာဆိုင်တိုင်းပြတ်ပြန်ဒုက္ခနေဒါကိုဖြတ်အောင်နော်ဖြတ်နော်ဒါငါတင်မမလို့လားတင်မမလို့လားတည်ရမလားခါနေကြရင်လည်းသူအဲ့လိုမျိုးချင်းချောက်တာမျိုးရှိနေတယ်မပြတ်ခင်တော့ဆိုသူ့ကိုပြတ်ရင်ဒီလိုမျိုးတင်မယ်ဆိုပြီးသူချင်းချောက်တာမျိုးလည်းရှိတယ်တည်လားဒါပေမဲ့တချို့တက်ပြီးတော့ကိုကတည်ရမလားပြောချင်တာယူလိုက်ပါလားမယူဘဲနဲ့ဆိုတော့တချို့ပြောကြရတယ်တည်လားယူလိုက်ပါလားဘာလို့မယူတာလဲဆိုပြီးပြောကြတယ်မယူဘဲနဲ့ဘာလို့ပေးလဲဆိုကိုယ့်ပေါ်မကောင်းတဲ့သူစိတ်သက်အောက်တန်းကြတဲ့သူလို့ရှိရင်အဲ့နေရာမှာငါသာဆိုရောယူမှာလားတွေးကြည့်လိုက်ဒီလားအဲ့နေရာမှာငါသာဆိုရောယူမှာလားဆိုပြီးတချို့ကောင်မလေးတို့ပြောချင်တာတွေးကြည့်လိုက်မယူလေဘာလို့ယူရမှာတော့ဘာလို့ယူမှာဆိုတော့ဒါကိုတက်လုံးပေါင်းသွားရမယ်သူမယူကလာမှနည်းနည်းတော်သေးတယ်ယူပြီးသွားပြီဆိုကွဲရင်အိမ်အောင်ပြတ်ဆိုပြီးတော့မှဒါနောက်ထပ်သူ့ကိုပြောချင်တာအဲ့သူ့ကိုတွဲနေတော့ကလည်းဗီဒီယိုတွေဖြတ်တော့ဆိုပြီးပြောတယ်ပြီးရမ်းငယ်သေးတယ်တော်တော်ငယ်သေးတယ်16နှစ်ပဲရှိသေးတယ်တော်တော်ငယ်သေးတယ်ဒါပေမဲ့ဘဝမှာဒီလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်ပေးတယ်ကိုယ့်ရဲ့ဓာတ်ပေးတယ်ဆိုတာ तू ကပထမဦးဆုံးယောက်မျိုးသားပဲပထမဦးဆုံးယောက်ျားဒီကောင်ကဒီရဲ့ရည်စားပေါ့ဗီဒီယိုထဲကကောင်ကပထမဦးဆုံးဒီရဲ့ဘဝကိုပေးတဲ့သူဖြစ်တယ်အဲ့ဒါဟိုမှဒါအေးရဒါအဲ့ချိန်မှာခေါင်းထဲမှာချစ်တာပဲတည်တယ်သူဘာပြောယုံတာကွာတည်ရမလားအဲ့တော့အခုသူ့ဖုန်းထဲမှာလည်းအဲ့လိုပဲရှိအခုပြတ်သွားတာဆိုလို့ရှိရင်ကွာမပြတ်ခင်တည်းကလည်းသူအဲ့ဒီအားဖြတ်ခိုင်းတယ်ပြတ်ပြီးမှလည်းသူ့အဲ့ဒါဖြတ်ခိုင်းတယ်အမျိုးမျိုးဖြတ်ခိုင်းတယ်အမြဲအဲ့လိုမျိုးဖုန်းလာဆိုင်တိုင်းပြတ်ပြန်ဒုက္ခနေဒါကိုဖြတ်အောင်နော်ဖြတ်နော်ဒါငါတင်မမလို့လားတင်မမလို့လားတည်ရမလားခါနေကြရင်လည်းသူအဲ့လိုမျိုးချင်းချောက်တာမျိုးရှိနေတယ်မပြတ်ခင်တော့ဆိုသူ့ကိုပြတ်ရင်ဒီလိုမျိုးတင်မယ်ဆိုပြီးသူချင်းချောက်တာမျိုးလည်းရှိတယ်တည်လားဒါပေမဲ့တချို့တက်ပြီးတော့ကိုကတည်ရမလားပြောချင်တာယူလိုက်ပါလားမယူဘဲနဲ့ဆိုတော့တချို့ပြောကြရတယ်တည်လားယူလိုက်ပါပြောချင်တာယူလိုက်ပါလားမယူဘဲနဲ့ဆိုတော့တချို့ပြောကြရတယ်တည်လားယူလိုက်ပါလားဘာလို့မယူတာလဲဆိုပြီးပြောကြတယ်မယူဘဲနဲ့ဘာလို့ပေးလဲဆိုကိုယ့်ပေါ်မကောင်းတဲ့သူစိတ်သက်အောက်တန်းကြတဲ့သူလို့ရှိရင်အဲ့နေရာမှာငါသာဆိုရောယူမှာလားတွေးကြည့်လိုက်ဒီလားအဲ့နေရာမှာငါသာဆိုရောယူမှာလားဆိုပြီးတချို့ကောင်မလေးတို့ပြောချင်တာတွေးကြည့်လိုက်မယူလေဘာလို့ယူရမှာတော့ဘာလို့ယူမှာဆိုတော့ဒါကိုတက်လုံးပေါင်းသွားရမယ်သူမယူကလာမှနည်းနည်းတော်သေးတယ်ယူပြီးသွားပြီဆိုကွဲရင်အိမ်အောင်ပြတ်ဆိုပြီးတော့မှဒါနောက်ထပ်အိမ်အောင်ပြတ်ဆိုပြီးနာမည်ဆိုတော့တစ်ခေါက်ထပ်ထွက်အောင်မယ်မယူလိုက်တော့ကိုဘာမှမဟွာမဖြစ်ကြတော့ဒီလိုယူလိုက်ပြီးထားအောင်အဲ့ယူနေတဲ့အတော်တော်မှာသူတခြားသူတွေနဲ့ဖောက်ပြန်နေတခြားကောင်မိုင်းနဲ့တော့အဲ့တယ်ဆိုရင်ကိုပဲခံရမှာသိလားစိတ်လုံခြုံမှုအပြည့်ပြည့်တယ်ယောက်ျားမဟုတ်တဲ့ကြောင့်မယူနိုင်ဘူးကိုပုံစံကိုအရေးချင်းလဲဆိုလို့ရှိရင်ကိုဘာတော့ကိုရှာထားပြီးကိုဘာကိုအေးစစ်စစ်နေလို့ယောက်ျားကောင်းကြီးအများကြီးရတယ်အဲ့ဒါကြောင့်သူ့ကိုမယူခဲ့တာသိလားသူဗီဒီယိုရောင်းစားတွေဖြစ်စေမရောင်းစားတွေဖြစ်စေထားလိုက်ပါတော့သူဖုန်းပြင်နဲ့သူများကယူသွားပြီးလုပ်တွေဖြစ်တယ်ဒါပေမဲ့သူ့ဖုန်းထဲမှာရှိလို့သူ့ရဲ့အဓိကဇင်းမြစ်ကသူ့ဖုန်းထဲမှာသူမဖြတ်လို့ဒီလိုမျိုးဗီဒီယိုကပြန်တာသိလားပြောချင်တာရိုက်ခဲ့တယ်ဆိုလူတိုင်းဖြစ်နေကြတယ်ဆိုပေမဲ့တချို့အားပေးကြတယ်